ဘူကန်နာနိုင်ငံရဲ့ရွှေဟောင်းငပြောသည်ဘီယာဥရောပသားတို့ရဲ့ဘီယာချက်နေတဲ့အာဖရိကတိုက်ကိုမရောက်ရှိခင်ရာစုနှစ်ပေါင်းများစွာတည်းကဘူကန်နာနိုင်ငံဟာကမ္ဘာပထမဆုံးငပြောသည်ကိုအခြေခံထားတဲ့အယ်ကိုဟောအဖျော်ယမကာကိုဖန်တီးနိုင်ခဲ့တယ်ဆိုတာအံ့ဩစရာကောင်းလာပါတယ်။အဲဒီရန်ကနထောင်များအတန်းမှာဘူကန်ဒါလူမျိုးဘီယာချက်လုပ်သူတွေဟာငပြောသည့်အစိမ့်ဒီကို incende လို့ခေါ်တဲ့အထူးပြုလုပ်ထားတဲ့မြေအိုးဤတွေထဲမှာငပြောဖက်တွေနဲ့ထုတ်ပိုးပြီးအချင်းဖောက်လိုက်တဲ့အခါထူးခြားတဲ့အဖျော်ယမကာတစ်မျိုးကိုရရှိနိုင်ကြောင်းစတင်တွေ့ရှိခဲ့ကြပါတယ်။ဒါကိုမူဘီစီလို့အမည်ပေးခဲ့ကြပြီးဒါဟာတာမန်ဖျော်ရည်တစ်ခုမဟုတ်ပဲအယ်ကိုဟောပါဝင်မှု6% ခန့်ရှိတဲ့ရှေးဟောင်းဘီယာတစ်မျိုးဖြစ်လာခဲ့ပါတယ်။အဲ့ခေတ်တုန်းကရေရက်ဆိုင်ရဲ့မူဘီစီကိုတောက်ထုံးတာဟာပိုးမွှကင်းစင်ပြီးပိုးမိုးဘေးကင်းစိတ်ချရပါတယ်။ပိုပြီးထူးခြားတာကငမွတ်ခေါင်းမမှုတွေနဲ့ရင်ဆိုင်ရချိန်မှာဒီငပြောထီကိုရာဟာလူသားတွေအတွက်လိုအပ်တဲ့ကယ်လိုရီနဲ့အာဟာရဓာတ်တွေကိုထောက်ပံ့ပေးနိုင်ကြလို့လူမှုအတိုင်းဝိုင်းတစ်ခုလုံးကိုအသက်ဆက်ပေးခဲ့တဲ့အာဟာရအရေးလို့တောင်တင်စားနိုင်ပါတယ်။ဒီဘီယာကိုရရှိဖို့အတွက်ဆက်လက်ရတီးတီးစနစ်တကျအချင်းဖောက်ရတာကြောင့်နန်းတွဲအခါးနားတွေနဲ့တန်တမအေးရတွေ့ဆုံမှုတွေမှာဂုံယူစွာတဲခင်းအခန့်ခဲ့ကြပါတယ်။အန်အောစရာအကောင်းဆုံးအချက်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းရှိလာကနီးစနစ်ဟောင်းတွေဟာဒီနေ့ခေတ်ယူဂန်ဒါနိုင်ငံမှာပျောက်ကွယ်မသွားပဲဆက်လက်ရှင်သန်နေစေဖြစ်တာပါပဲ။မူဘီစီဟာကမ္ဘာတက်တန်းအရင်ဆုံးနဲ့အစင်မပြဆက်လက်ထုတ်လုပ်နေတဲ့အယ်ကိုဟောအဖျော်ယမကာတွေကတစ်ခုဖြစ်နိုင်ပါတယ်။ဒီနေ့ခေတ်အရှိအာဖရိကတလွားကခေတ်မီလက်မှုဘီယာလုံကန်တွေဟာလည်းဒီရှေးဟောင်းနီးစနစ်တွေအပေါ်အခြေခံပြီးစမ်းသစ်တည်ထွင်နေကြပါတယ်။ယိုရှင်နဲ့ငပြောသည်ဟာလူသားတွေအတွက်အာဟာရထိယုံတယ်မကရှေးဟောင်းယဉ်ကျေးမှုတရက်ကိုပါခိုင်မာအောင်တိဆောက်ပေးလာအမှန်ပဲဖြစ်ပါတော့တယ်။မူဘီစီကိုအချင်းမဖောက်ခင်ငပြောသီးတွေကိုခြေပြားနဲ့နင်းချေပြီးအည်ညက်ထုတ်တဲ့အဆင့်လာနာလဲသူတို့ရဲ့ရိုးရာယဉ်ကျေးမှုမှာအလွန်ထင်ရှားပါတယ်